1384 ခုနှစ်တဘူရလာပြီးကျော်4ရက်2023ခုနှစ်ဖေဖော်ဝါရီလ10ရက်ဗုဒ္ဓဟူးနေ့၌အွန်လိုင်းမှာဟောကြားအပ်သောဒုက္ခကိုဖန်တီးသူအကြောင်းတရားဒေသနာတော်ဒီဘေကုန်းကမြတ်စွာဘုရားလက်ထက်မှာမေထရှိတယ်ဒီနေရာမှာဒုက္ခဆိုတာစိတ်ခံစားချက်ကိုပြောတာမဟုတ်ဘဲနဲ့ဝဆင်းရဲဘုရားမှာတွေ့ကြုံရတဲ့မကောင်းတဲ့အတွေ့အကြုံလောကမှာလူဘဝရလာတယ်ဆိုလို့ရှိရင်ခံရခက်တဲ့အတွေ့အကြုံတွေတွေ့ကြုံဒုက္ခဒုက္ခဝေဒနာဆိုလည်းပါဝဆင်းရဲလို့ဆိုလို့တယ်ပေါ့ဝဒုက္ခလို့ဆိုတာတန်တရားဘဝတစ်ခုရထားတာဘဝဒုက္ခလို့လည်းပြောလို့ရတယ်ဝဒုက္ခဆိုတာကတရားကဖန်တီးပြီးတော့တန်တရားထဲမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေအလုံးကိုခြုံပြီးတော့ခေါ်လိုက်တာဝဒုက္ခဝဒုက္ခဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ဒုက္ခ3မျိုးဆိုတာရှိတယ်ဒါအခြေခံအပြင်ဒါလေးတွေနားလည်ထားဖို့ပေါ့နော်ဒုက္ခ3မျိုးကိုမှတ်သားဖို့လိုတယ်ပေါ့နံပါတ်1ကဒုက္ခဆိုတဲ့ဒုက္ခပေါ့ဒုက္ခလို့စကားလုံးကိုနှစ်ထပ်ကောင်းတော့ဒုက္ခနှစ်ဝိပရိနာမဒုက္ခ3သင်္ခါရဒုက္ခအဲ့တော့ဒုက္ခကို3မျိုးခွဲတဲ့အခါမှာအဲ့လိုခွဲတယ်ဒါဒုက္ခသောမနတဒေါမနတဥပိ္ပခလို့ခွဲတာစိတ်ခံစားချက်နဲ့ပတ်သက်ပြီးခွဲတာဒါအဲ့ဒီစိတ်ခံစားချက်နဲ့ပတ်သက်တာမဟုတ်ဘူးသင်္ခါရတရားတွေအားလုံးနဲ့ပတ်သက်ပြီးခွဲပေါ့နော်ဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခအဲ့3မျိုးမှန်အဲ့တော့ဒုက္ခဆိုဘယ်ဟာခေါ်တာတော့ဆိုဒုက္ခဆိုတာကာယကဒုက္ခလို့ခေါ်တဲ့ဒုက္ခသဟကုတ်ကာယဝိညာဉ်စိတ်ဒုက္ခနဲ့ရှင်းပြီးတော့ဖြစ်တဲ့ကာယဝိညာဉ်စိတ်ဥပမာမဲ့ကောင်းကြိုက်တယ်သွားကြိုက်တယ်နားကြိုက်တယ်ဒုက္ခဆိုတဲ့အတိုင်းခံရခက်တယ်ထံရရတယ်ခံရခက်တယ်နာကျင့်ကြိုက်ခဲနေတယ်အဲ့ဒီကာယကဒုက္ခအဲ့ဒါတခုနောက်စိတ်ဆိုးတယ်စိတ်ဆင်းရဲတယ်ဆိုတဲ့အဘိဓမ္မာမှာဒေါသမှုတွေလို့ခေါ်တယ်ဒေါမနတတကိုစိတ်2ခုဒေါမနတတကိုစိတ်က2ခုရှိတယ်အဲ့တော့စိတ်နဲ့ပြောမှဆိုရင်ဒုက္ခသဟကာဝိညာဉ်စိတ်က1ခုဒေါမနတတကိုစိတ်က2ခုအဲ့ဒီ3ခုဟာဒုက္ခဆိုတဲ့အတိုင်းတကယ်ကိုခံရခက်တဲ့တရားဖြစ်တယ်ဒါမို့ဒုက္ခဆိုတိုင်းတကယ်ဒုက္ခသိတာထင်ရှားတဲ့ဒုက္ခအဲ့ဒါကိုစာပေကျမ်းကမှာဒုက္ခလို့ခေါ်လိုက်တာဒါပိဋကတ်မှာခွဲတာကိုပြောပြတာနော်မြတ်စွာဘုရားဟောတာဒုက္ခဆိုတာဒုက္ခဆိုတာကာယကဒုက္ခ1ခုစေတသိကဒုက္ခ2ခုအဲ့ဒီ3ခုကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတိုင်းခံရတဲ့အရာတွေပဲနောက်ဝိပရိနာမဒုက္ခဆိုပြောင်းလဲလို့ဖြစ်တဲ့ဒုက္ခအဲ့ဒါကဘယ်အရာကိုခေါ်တာတော့လို့ဆိုတော့ဒုက္ခဝေဒနာကိုခေါ်တာဒုက္ခဝေဒနာသောမနတဝေဒနာကိုခေါ်တာအဘိဓမ္မာနဲ့ပြောမယ်ဆိုရင်ဒ
ဒုက္ခတာဟုတ်ကာယဝိညာဉ်စိတ်တစ်ခုရဲ့သောမနတတာဟုတ်စိတ်62ခုရဲ့ဒုက္ခတာဟုတ်စိတ်တစ်ခုသောမနတတာဟုတ်စိတ်62ခုအလုံး63ခုအဲ့တော့ဒုက္ခ